Okay, အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ရန်ကုန်ထောက်ချက်မြေတဲကားရောင်းဝယ်ရကျွန်တော်ကိုအောင်ကြီးဖြစ်ပါတယ်ဗျဒီတစ်ပတ်မှာတော့တက်ကက်6ပေါက်နှစ်ကျင်းခွဲလေးနဲ့ကျွန်တော်ထပ်မံမိတ်ဆက်ပေးပါမယ်ဗျလိုင်စင်တက်တန်းကလည်းလိုင်စင်တက်တန်းကြံသေးတယ်ဗျလိုင်စင်ကြော်ထားတာမရှိဘူးလိုင်စင်တက်တန်းအခုလက်ရှိအသက်ရှိသေးတယ်ဒါကလည်းလက်တင်သုံးဖြစ်ကမယ်အင်ဂျင်အောက်ပိုင်းတာယာလက်ရှိလုပ်ငန်းခွင်မှာသုံးမယ်ဆိုရင်လက်တင်သုံးရမယ်ဗျကျွန်တော်အာမခံပေးနိုင်တဲ့အပိုင်းကလုံးဝအယိုးစစ်အတိုက်ခိုက်မရှိဘူးအခရာနဲ့မလိုက်အောင်ဒီကားလေးကတက်နဲ့မြက်ရှိတယ်ကားကောင်းတယ်ဒီမင်းတို့ဒီကားလေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ရှိမှာမျက်မြင်ကြည့်ရှုပြီးတော့လာရောက်ဝယ်ယူနိုင်ပါတယ်ဗျဒီကားလေးရပေါ့နော်ကျွန်တော်တို့ရဲ့စိတ်ကြိုက်ပေါ့နော်ကျွန်တော်တို့စင်သားချင်းဖြစ်ပါတယ်ခေါင်းဆိုလို့ရှိရင်လည်းပြန်သေးပါတယ်နောက်ပေါ်ဒီလည်းကျွန်တော်တို့ဈေးအစ်စ်လောက်ထားတယ်ဗျကျွန်တော်တို့ကဒါကျွန်တော်တို့ idea လေးနဲ့ပေါ့နော်ကျွန်တော်တို့ကြိုက်နှစ်သက်တဲ့ပုံစံလေးကိုကျွန်တော်တို့လုပ်ထားတာဖြစ်ပါတယ်ဒါကအခြေခံကောင်းတယ် frame အော်ဈေးကျန်သေးတယ် frame ဆွေးတာမြေးတာမရှိဘူးဗျတချို့ကဗျပြောကြတယ်ဗျကျွန်တော်တို့ဒီရခိုင်လိုင်းစင်တွေမှာပေါ့နော် frame ကဆွေးနေမှာပေါ့လို့ frame ကကြေနေမှာပေါ့လို့အဲ့လိုပြောလို့မရဘူးဗျကားတစ်စီးကအနားမှာမြင်မြင်ကြည့်ရှုပြီးမှအရာအလုံးကသုံးသက်ချက်ချလို့ရတယ် frame ဆိုရင်လည်းအော်သေးချက်မယ် frame မှာဆွေးရမြေ့တာမရှိဘူးဗျအထက်တွေကြေတာမရှိဘူးframe လေးလည်းတော်တော်တန့်တယ်အင်ဂျင်ဆိုလို့ရှိရင်လည်းအင်ဂျင်အကုန်ဝင်မရှိဘူးပေါ့နော်ခေါင်းအယိုးစစ်တွေပါလေကားတော်တော်လေးတန့်နေဗျအဲ့ခရလေးနဲ့မလိုက်အောင်ကားတော်တော်တန့်တယ်ချက်စီပျောက်ထားလို့ဗျ name plate ပျောက်ထားလို့မရှိဘူးဗျကားသူ့မီမွေးတိုင်းဖာမွေးတိုင်းငယ်မှုအပြည့်ကျန်တယ်ဗျခေါင်းကဓာတ်ဆိုးမှာဆိုလို့ရှိရင်လည်းဗျသူ့ပစ္စည်းအစုံရှိတယ်ဗျသူ့ပစ္စည်းလိုအပ်ချက်မရှိအောင်သူကအဖက်ဖက်ကပြည့်စုံတယ်ဗျာကားလေးစာရဲစာတန်းပိုင်းနဲ့ပတ်သက်လို့လေကျွန်တော်က100ခိုင်နှုန်းတာဝန်ယူပြီးတော့ရောင်းပေးမယ်ကျွန်တော်ရှိမဝယ်ဘူးတယ်ပေါ့နော်အကိုကြီးအမကြီးတိတယ်ဗျာကျွန်တော်ဘယ်လိုတာဝန်ယူပြီးရောင်းပေးတယ်ကျွန်တော်ဘက်ကဘယ်လိုဝန်ဆောင်မှုပေးရဆိုတော့ကျွန်တော်ရှိမှာကားဝယ်ဘူးတဲ့သူတွေတိတယ်ဗျာကျွန်တော်တို့ဒီ900 600ရောင်းတဲ့အပေါ်မှာကျွန်တော်တို့ပြီးတော့မရောင်းဘူးဗျာစာရဲစာတန်းပိုင်းကိုကျွန်တော်တို့အကုန်တာဝန်ယူပြီးတယ်ကျွန်တော်ကစာရဲစာတန်းမှားနေတာတို့လိုင်စင်တက်တန်းတိုးကံမှာလိုင်စင်တက်တန်းတိုးလို့မရတာတို့ဖြစ်ခဲ့တယ်ဆိုလို့ဆိုရင်ကျွန်တော်ရှိရဝယ်သွားတဲ့တန်မိုးအတိုင်းကျွန်တော်အကုန်ပြန်အမ်းပေးတယ်ကျွန်တော်ရှိမှလာဝယ်တဲ့သူတွေကလည်းသူတို့လည်းတန်ကြီးလာဝယ်တာသူတို့လည်းပြန်ယိုချင်မှာပဲတန်ကြီးကျွန်တော်ဘက်ကလည်းအဲ့အတွက်သူတို့လာဝယ်တဲ့တန်ကြီးပုံမှာကျွန်တော်ကလည်းတန်ကြီးပြန်ပေးဆက်ကမယ်ဗျကျွန်တော်ကားတစ်စီးကိုပြီးတော့မရအောင်ကိုလက်ထက်လို့ပြီးသွားရင်ကျွန်တော်တို့အဲ့လိုမရအောင်ဗျကျွန်တော်တို့ကအကုန်လုံးအစာအဆုံးကျွန်တော်တို့ရောင်းလိုက်တဲ့အပေါ်မှာအကုန်တာဝန်ယူပြီးကျွန်တော်တို့ကရောင်းပေးတာအဲ့အတွက်လည်းကျွန်တော်ရှိမှဝယ်ဘူးတဲ့အကိုကြီးအမကြီးအကုန်သိတယ်ဗျာဒါတော့ကျွန်တော်ထူထူပြောပြနေကြမလို့တချို့မသိတဲ့လူတွေကကျတော့ကျွန်တော်တို့ဖုန်းဆက်မေးတာတို့ဘာတို့ရှိတယ်ဗျာဒါလေးတွေကိုကျွန်တော်တို့ကရှင်းပြရတဲ့အကြောင်းဖြစ်ပါတယ်ဗျာဒီကားလေးနဲ့ပတ်သက်လို့ပေါ့နော်အသေးစိတ်သိရှိရင်သာရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ comment လေးအောက်မှာကျွန်တော်ကိုမေးခဲ့လို့ရပါတယ်ဗျကျွန်တော် comment လေးတွေကြည့်ပြီးတော့တစ်ခုချင်းကျွန်တော်အားလုံးကိုပြန်ပြီးတော့ဖြည့်ပေးပါမယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်